မင်္ဂလာပါခင်ဗျာတရက်အသီးရွက်တွေပဲရှက်ပြတော့ရိုးနေမှာဆိုလို့ကျွန်တော်ဒီနေ့ကြက်သားရှက်ပြပါမယ်ကြက်သားကိုကျွန်တော်ကစီလုံးဝမထည့်ပဲရှက်ပြမှာဖြစ်ပါတယ်ဒီနေ့တော့ဈေးထဲကနေကြက်ရင်အောင်သားဝယ်လာပါတယ်ကဲကြက်ရင်အောင်သားကိုတေချာလေးရေရှိုးပေးလိုက်ပါမယ်ရေရှိုးပြီးတော့တေချာလေးတုပ်ပေးလိုက်ပါမယ်ကဲစနွင်းနဲ့ဂျင်းထောင်းရင်ကိုကျွန်တော်တို့ညှစ်ထည့်ပါမယ်ပြီးတော့စားရှုံမုံနေနဲ့တေချာလေးနှက်ထားပေးလိုက်ပါမယ်ကဲအရသာလေးတေချာဝင်အောင်နာနာလေးနေပြီးတော့နှက်ထားပါမယ်ကဲကြက်သားနှက်ထားတဲ့အချိန်မှာကျွန်တော်တို့ငရုတ်သီးထောင်းပါမယ်ဗျငရုတ်သီးလေးညက်သွားပြီဆိုတော့ကျွန်တော်တို့ကြက်သွန်ဖြူကြက်သွန်နီနဲ့ကျွန်တော်တို့တခြားလေးညက်နေအောင်ထောင်းပေးလိုက်ပါမယ်ကဲကျွန်တော်တို့ကြက်သားကိုရေမပါဘဲနဲ့တခြားလေးလုံးပြီးထားပြီဆိုလို့ရှိရင်တော့ထောင်းထားတဲ့ငရုတ်သီးလေးကိုရေနွေးထည့်ပြီးတော့ရေထည့်ပြီးတော့တခြားလေးရှက်ပေးပါမယ်ကဲကြက်သားဆူလာပြီဆိုတော့ကျွန်တော်တို့မဆလာလေးနည်းနည်းအုပ်ပြီးတော့ရှမ်းနံနံလေးပါထည့်ပေးလိုက်ပါမယ်အဖုံးလေးအုပ်ပြီးတော့ကျွန်တော်တို့မီးအီလေးနဲ့ရှက်ထားရင်ကြက်ပါပြီစီမထက်ထားကြအောင်ကဲလိုရီတက်မှလည်းမစိုးရင်ရတယ်လို့စားပြီးသွားရင်လည်း ETD မဖြစ်နေပါဘူးခင်ဗျကဲလိုက်ရှက်စားကြည့်နော်စီမပြန်တဲ့ကြက်သားဟင်းလေးတစ်ခွက်ပေါ့ဗျာမင်္ဂလာပါဗျဒီနေ့တော့ထမင်းနှစ်ပကံလောက်အသားလေးကုန်သွားစေမယ်ခရမ်းရှင်တင်ငပိရှက်ကိုကျွန်တော်ရှက်ပြပါမယ်ကြောင်နဲ့အတူလိုက်ရှက်ကြည့်အောင်နော်ခရမ်းရှင်တင်ငပိရှက်ဖို့အတွက်ကိုင်းခရမ်းရှင်တင်ကိုကျွန်တော်ရွေးထားပါတယ်ကဲကိုင်းခရမ်းရှင်တင်ကိုနှစ်ရှမ်းရှမ်းပြီးအလဲအူတိုင်းလေးထုတ်ပြီးတော့ကျွန်တော်တို့ကက်ကြီးလေးနဲ့ပပလေးလှီးလိုက်ပါမယ်ခရမ်းရှင်တင်ငပိရှက်မှာစီလုံးဝမပါတာကြောင့်ဝိတ်ထိန်နေတဲ့လူတွေအတွက်အဆင်ပြေစေပါတယ်ဗျခရမ်းရှင်တင်ငပိရှက်ရှက်ဖို့အတွက်ကြက်သွန်ကြီးလေးနှလုံးလောက်ထည့်ပါမယ်ပခုံခွာပြီးပပလေးလှီးထားပါမယ်ဗျပပလေးလှီးထားပြီးတော့ကျွန်တော်တို့ရှက်ဖို့အတွက်ဒဲဦးထဲကိုထည့်လိုက်ပါမယ်ခရမ်းရှင်တင်ကိုခရမ်းရှင်တင်ငပိရှက်ရှက်ဖို့ရမ်းကိုလွယ်ပါတယ်ကြက်သွန်ကြီးအယောင်လေးလှဖို့အတွက်ဆလွဲမုံလေးနည်းနည်းထည့်ငပိရှက်ဆိုတဲ့အတိုင်းငပိလေးနည်းနည်းများများလေးထည့်ပါမယ်ငရုတ်သီးကိုတော့နှရှမ်းရှမ်းပြီးတော့အများကြီးထည့်ပါမယ်ရေကိုခရမ်းရှင်သီးမြောက်အောင်ထည့်ပြီးတော့ကျွန်တော်တို့စူလောင်ထိတည်ထားပါမယ်ဗျခရမ်းရှင်သီးလေးစူလာပြီဆိုတော့ခရမ်းရှင်သီးလေးနည်းနည်းကြေဝအောင်ကျွန်တော်တို့နနာလေးမှွေထားပါမယ်နနာလေးမှွေနေနဲ့ကျွန်တော်တို့ခရမ်းရှင်သီးလေးပျော်ပြီးတော့စားလို့ရတဲ့အနေတော်လေးဖြစ်သွားပါပြီဗျအပေါ်ကနေကျွန်တော်တို့အနက်လေးမှွေအောင်နန်းနန်းပင်လေးအုပ်လိုက်ပါမယ်နန်းနန်းပင်လေးအုပ်ပြီးရင်တော့ကျွန်တော်တို့ဖုံးလေးဖုံးပြီးတော့အိုးချလို့ရပါပြီကျွန်တော်တို့ခွက်တွေကိုကူးထည့်လိုက်ပါမယ်အရန်ကိုထမင်းမှိန်စီမဲ့ခရမ်းရှင်သီးငပိရှက်လေးတစ်ခွက်ရပါပြီဗျအဲ့ဆွေတို့လည်းအိမ်မှာရှက်စားကြည့်နော်အားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျာပဲသီးကိုရှက်စားလိုက်ကြော်စားလိုက်နဲ့ညင်းလာတော့ဒီနေ့ပဲသီးကိုရခိုင်တုတ်ပါမယ်ရခိုင်တုတ်ဆိုတော့ရှင်ငံဆက်လေးပေါ့ဗျာပဲသီးတုတ်ဖို့အတွက်ကျွန်တော်ပဲသီးလေးကိုအနေတော်လေးပိုင်းလိုက်ပါမယ်နေတော့ပိုင်းပြီးတော့ကျွန်တော်တို့ရေနှစ်ထပ်လောက်စီးပြီးတော့ကျွန်တော်တို့ပြုတ်ပါမယ်ဗျပဲသီးကိုကြာကြီးလည်းပြုတ်စရာမလိုပါဘူးသူကကြာကြီးပြုတ်လိုက်ရင်ပျော့သွားမှာဆိုလို့ပါ3မိနစ်5မိနစ်လောက်ပြုတ်ထားလို့ရှိရင်တော့ရပါပြီဗျရေနှစ်ထပ်စီးပြီးတော့ကျွန်တော်တို့ပြုတ်ပါမယ်ပဲသီးလေးလည်းနူးလာပြီဆိုတော့ကျွန်တော်တို့ပဲသီးပြုတ်ထားတဲ့ဟာကိုထုတ်လိုက်ပါမယ်ပြီးရေလေးတစ်ထပ်လောက်ဆေးပြီးတော့ရေစစ်ထားပါမယ်ဗျရေစစ်ထားတဲ့အချိန်မှာတော့ကျွန်တော်တို့ငရုတ်သီးစိမ်းထောင်းပါမယ်ပဲသီးစတုပ်ဖို့အတွက်ကျွန်တော်တို့ငရုတ်သီးလေးကိုစပြင်ဆင်ပါမယ်ငရုတ်သီးလေးကိုလှော်လိုက်ပါမယ်ပဲသီးတုပ်ဖို့အတွက်ငရုတ်သီးလေးကိုစပြီးတော့ပြုတ်လိုက်ပါမယ်ရေလေးနည်းနည်းထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ဗျကျွန်တော်တို့ရခိုင်နေမှာငရုတ်သီးထောင်းစားတာပဲဖြစ်ဒီလိုအတုပ်တွေမှာထည့်ဖို့ဖြစ်ငရုတ်သီးလေးကိုရေလေးနည်းနည်းထည့်ဒါမှမဟုတ်လှော်တာတွေပါလောက်တတ်ပါတယ်ဗျဒါမှဒါဘိုက်မနာစေပါဘူးငရုတ်သီးလှော်ပြီးဆိုရင်ကျွန်တော်ငပိလေးကိုလည်းနည်းနည်းမီးပြလိုက်ပါတယ်အားလုံးအဆင်သင့်ဖြစ်ရတော့ကျွန်တော်တို့ငရုတ်သီးစထောင်းပါမယ်ငရုတ်သီးထည့်မယ်ငပိထည့်မယ်တက်သွန်နေအဖြူနဲ့ငရုတ်ကောင်းထည့်လိုက်ပြီးတော့ကျွန်တော်တို့ညအောင်ထောင်းပေးလိုက်တုပ်လို့ရပါပြီဗျထောင်းပြီးပြီဆိုတော့ကျွန်တော်တို့ပဲသီးစတုပ်ပါမယ်စားအရှုံမထည့်လိုက်ပါမယ်ပြီးတော့တက်သွန်နေပပလှီးထားတာကိုထည့်လိုက်ပါမယ်တံပြာသီး3ချမ်း4ချမ်းလောက်ညှက်ထည့်ပါမယ်ဗျချင်းငံဆက်လေးဆိုတော့ထောင်းထားတဲ့ငရုတ်သီးလေးကိုထည့်ပြီးတော့ကျွန်တော်တို့စနေပါမယ်ပဲသီးတော့ကအရန်မွေးနေပါပြီဗျာငရုတ်ကောင်းကြက်သွန်နဲ့လေးကမှုမွေးလေးနဲ့ပဲသီးကိုကြော်စားတာလို့ချက်စားတာလို့ညင်းငွေးလာရင်တော့ဒီလိုမျိုးရခိုင်စတိုင်မျိုးတုတ်စားကြည့်ပါနော်အရန်ကောင်းပါလေ
ကဲမိုးလေးအေးလေးနဲ့ရခိုင်ပဲသီးတော့ရပါပြီဗျာအားလုံးစားကြပါအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျာပိန်းနေသီးဟင်းချက်စားပူကြလားဗျာကျွန်တော်ဒီနေ့ပိန်းနေသီးကိုစူးပိုးလေးနဲ့အုပ်ပြီးတော့ရှက်ပြပါမယ်တဲ့ကိုသွားတော့ပိန်းနေသီးတွေ့ရနဲ့ပိန်းနေသီးဝယ်လာလိုက်ပါတယ်အုံဆုံးပိန်းနေသီးကိုပြုတ်ထားလိုက်ပါမယ်အခုလိုပြုတ်ပြီးလိုက်တဲ့အတွက်ကြောင့်ပိန်းနေသီးရှက်တဲ့အခါအကြာကြီးထပ်ရှက်စရာမလိုတော့ပါဘူးပြီးရင်အစီးလည်းထွက်သွားအောင်လို့ပါပိန်းနေသီးပြုတ်ထားတဲ့အချိန်စူးပိုးလေးပြင်ထားပါမယ်ပြီးတော့ငရုတ်သီးစိတ်အညာရွှေပြီးတော့ထောင်းထားပါမယ်ငရုတ်သီးလည်းညက်ပြီဆိုတော့ပိန်းနေသီးဦးလေးကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်အောင်ကဲပိန်းနေသီးလည်းပြုတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ပြုတ်ထားတဲ့အရေကိုတုံပြီးတော့ရှက်ဖို့အတွက်ဒဲဦးအစ်စ်ထဲကိုထပ်ထည့်ပါမယ်ရှက်ဖို့အတွက်ပြင်ဆင်ပါမယ်ဒဲဦးထဲကိုထောင်းထားတဲ့ငရုတ်သီးကိုအရေလေးနည်းနည်းထည့်ပြီးတော့ထပ်ထည့်ပါမယ်အရောင်လေးလှဖို့အတွက်စနွင်းမောင်းငပိနဲ့စားရှုံမုံလေးကိုထည့်ပြီးတော့ကျွန်တော်တို့တည်ထားပါမယ်ကဲဒီနေရာမှာမိတ်ဆွေတို့ကစီကြိုက်ရင်တော့စီလေးနည်းနည်းထည့်ရှက်ပြီးလို့ရပါတယ်ကျွန်တော်ကတော့မထည့်တော့ပါဘူးကဲပိန်းနေသီးထူလာတဲ့အခါထည့်ဖို့အတွက်စူးပုတ်လေးကိုရေဆေးပြီးတော့အစင်သင်းလုပ်ထားလိုက်ပါမယ်ပိန်းနေသီးကတော့စူလာပါပြီအထက်အောက်နဲ့အောင်မှွေပေးလိုက်ပါမယ်ကဲပြီးတော့မကြီးသီးစိမ်းကိုအရှင်ထည့်ပါမယ်ကျွန်တော်တို့ပိန်းနေသီးမှာအရှင်လေးနည်းနည်းပါမှာပဲကောင်းတာဖြစ်တဲ့အတွက်ကြောင့်မကြီးသီးလေးထည့်ပေးလိုက်ပါမယ်မကြီးသီးစိမ်းမရှိတဲ့လူကတော့မကြီးသီးအမှဲ့ကိုဖျော်ပြီးတော့ထည့်လို့ရပါတယ်ကဲပိန်းနေသီးအိုးလေးရှာကနေကြက်သွန်ဖြူလေးထည့်ဖို့အတွက်ထောင်းထားလိုက်ပါမယ်မကြီးသီးလေးလည်းနူးလာပြီဆိုတော့ကျွန်တော်တို့ဆယ်ပြီးတော့အရှင်ဖောက်ပါမယ်အရှင်ဖောက်လို့ပြီးတော့ကျွန်တော်တို့ရေနွေးလေးနဲ့ထည့်ပြီးတော့အရေကိုပဲထည့်ပြီးတော့အဖက်ကိုတော့ထည့်တော့ပါဘူးကဲပိန်းနေသီးအိုးကတော့ရှယ်ဖြစ်နေပါပြီစီလုံးဝထည့်မဆက်ထားတော့ကြောင်းကျွန်တော်တို့စီမစားတဲ့လူတွေအတွက်လည်းအဆင်ပြေသလို weight ထိန်းနေတဲ့လူတွေအတွက်လည်းအဆင်ပြေစေပါတယ်ပိန်းနေသီးဟင်းလေးကြက်ခါနေအပေါ်ကနေစူးပုတ်လေးအုပ်ပေးလိုက်ပါမယ်စူးပုတ်နဲ့ပိန်းနေသီးအထက်အောက်ဖြစ်အောင်တေချာလေးထပ်ပြီးတော့မှွေပေးလိုက်ပါမယ်ဗျကဲဟင်းကိုထုတ်ကနေကြက်သွန်ဖြူလေးနည်းနည်းထည့်လိုက်ပါမယ်မှွေဝအောင်လို့ပါကဲအရန်စားဖို့ကောင်းတဲ့ပိန်းနေသီးတစ်ခွက်ရပါပြီဗျာမိတ်ဆွေတို့အိမ်မှာပိန်းနေပင်ရှိလို့ရှိရင်တော့ပိန်းနေသီးဟင်းကိုဒီလိုရှက်စားကြည့်တော့အရန်ကောင်းပါတယ်စူးပုတ်နဲ့လေးမှုမွေးလေးနဲ့အရန်ကိုစားချင်ဖွယ်ဖြစ်နေပါပြီဗျ